အားလုံးမင်္ဂလာပါ Red Manchester Channel ကနေ United Fan ညီကိုတွေအားလုံးကိုပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုမှာကတော့ခုညကျွန်တော်ညီမဆန်းတော်ကြီးမနေ့2နာရီခွဲမှာကံမယ်ကျွန်တော် United တင်တဲ့ West Ham ပွဲစဉ်အတွက်ပွဲကြိုဖြစ်လာနိုင်ရရှိတဲ့ line ရဲ့အခင်းအချင်းနဲ့အတူပဲပွဲစဉ်ရဲ့ရလဒ်ကိုကျွန်တော်တို့ခံမှန်းကြမှာဖြစ်ပါတယ်အားလုံးလည်းပဲဒီအဆုံးထိကြည့်ပေးကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီပွဲစဉ်အတွက်ပထမဦးဆုံးအနေနဲ့ဒီ main point တွေကိုကြည့်မယ်ဆိုရင်တော့ဒီ West Ham တင်းရဲ့အဓိကကစားသမားတူဖြစ်တဲ့ဒီ Lucas Paqueta အနေနဲ့ပြီးခဲ့တဲ့ Liverpool နဲ့ပွဲစဉ်မှာအနီကထိခဲ့တဲ့အတွက်ဒီနေ့ပွဲစဉ်ကိုတော့ပါဝင်လာနိုင်မှာမဟုတ်ဘူးဒါကဒီနေ့ကစားမဲ့ပွဲစဉ်အတွက်ဒီအဓိက main point တခုဖြစ်လာနိုင်တယ်တစ်ဖက်ကကျွန်တော် United တင်းအနေနဲ့ကြည့်မယ်ဆိုရင်တော့ဒီတိုင်းပြဿနာကြောင့်နှစ်ပွဲနားခဲ့ရတဲ့ခုညဒီနေ့ပွဲစဉ်မှာပြန်လဲပါဝင်လာမယ်ဆိုပြီးတော့ကျွန်တော်တို့သိထားရတယ်ဒါက United အတွက်တော်တော်လေးကိုအားရစရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်ဒီနှစ်သင်းရဲ့ဒီနောက်ဆုံးကစားခဲ့တဲ့ဒီထိပ်တိုက်တွေ့ဆုံမှု9ပွဲကိုကြည့်မယ်ဆိုရင်တော့ဒီ West Ham တင်းက3ပွဲအထိအနိုင်ရရှိထားတာကိုတွေ့ရတယ်အသေးရေးမရှိဘူးကျွန်တော်တို့ United တင်းက2ပွဲအနိုင်ရထားတယ်သို့ပေမဲ့ဒီရာသီ West Ham တင်းကရာသီစကတည်းကတောက်လျှောက်ရုန်းကန်နေရတယ်ဒီသူတို့ရဲ့အနည်းပြဖြစ်တဲ့ဒီ Graham Potter ကိုထုတ်ပြီးတော့ဒီအနည်းပြသစ်ဖြစ်တဲ့ Nuno Espirito Santo ကိုဒါခန့်ထားတယ်သို့တိုင်အောင်ဒီပထမပိုင်းပွဲတင်တွေမှာတော်တော်လေးရုန်းကန်နေရတဲ့အနေအထားမျိုးကိုကျွန်တော်တို့တွေ့ခဲ့ရတယ်သို့ပေမဲ့ဒီနောက်ဆုံးပွဲတင်တွေမှာတော့သူတို့လီဗာပူးကိုရှုံးခဲ့တယ်ဆိုပေမဲ့ဒီနယူကာဆယ်လိုအသင်းမျိုးကိုဒါသူတို့အနိုင်ကစားထားနိုင်တယ်တစ်ဖက်ကနေဆိုတော့ကတော့တော်တော်လေးအထင်ကြီးစရာကောင်းတဲ့အခြေအနေမျိုးပြန်ပြီးတော့လုပ်ပြထားနိုင်တဲ့အနေအထားမျိုးဖြစ်ပါတယ်။ဗါလဲကျွန်တော်တို့ကလပ်တင်းရဲ့ဒီနေ့ပွဲစဉ်အတွက်ဒီပွဲကြို line up ကိုကျွန်တော်တို့ကြည့်ရမယ်ဆိုရင်တော့ဒီခေါင်းသမားနေရာမှာကတော့အသေးကြတဲ့ဆန်နီယာလမ်မန်ပဲပွဲထွက်လာမှာဖြစ်ပါတယ်။အသင်းကိုရောက်လာခဲ့တဲ့ကတီရင်နဲ့လက်စွမ်းကိုပုံမှန်တိုင်းပြသထားနိုင်တယ်။မလိုအပ်တဲ့အမှားတွေကိုအခုချိန်ထိကျူးလွန်လာပြီးကျွန်တော်တို့ဒါမတွေ့ရသေးဘူး။ဒီတိုင်းဆိုရင်တော့အသေးကြတဲ့ဒီလမ်မန်အနေနဲ့United ရဲ့အဓိကကိုသမားအဖြစ်နှစ်ပေါင်းများစွာဒီတဟေးရရဲ့အမွေကိုဆက်ခံမဲ့ဒုတိယမြောက်ကိုသမားဖြစ်လာနိုင်ကြီးလည်းရှိတယ်ဒီခန်းစစ်နေရာမှာကတော့ဒီမတန်ရဲ့ဒီလစ်ပဲပေါ်ထွက်လာအောင်မှာဖြစ်တယ်ဒီနောက်ထပ်ဒီခန်းစစ်3ယောက်မှာ2ယောက်ကတော့နည်းနည်းလေးတော့စဉ်းစားရခဲ့တဲ့အနေအထားမျိုးရှိလာနိုင်တယ်ဘာဖြစ်လို့ဆိုတော့ပြီးခဲ့တဲ့ပွဲမှာလန်နီယိုရိုဒီအမားလုပ်ခဲ့တယ်အပင်နတီပေးခဲ့ရတယ်ဒီလိုအနေအထားမျိုးမှာဒီဘက်ဖြစ်သူအမိုရင်ယိုရိုကိုဒါလူစားလဲလိုက်တယ်ပေါ့လေဒီလိုအခြေအနေမျိုးကဒီလူငယ်ခန်းစစ်ကစားသမားတယောက်အတွက်တကယ်ကိုခက်ခဲတဲ့အခြေအနေတစ်ခုဖြစ်ခဲ့လိမ့်မယ်လို့ကျွန်တော်ထင်တယ်အကယ်၍ဒီနေ့ပွဲစဉ်မှာကျွန်တော်သာဒီအမိုရင်နေရာမှာဆိုရင်ပေါ့လေဒီယိုရိုကိုပြန်ပြီးတော့အခွင့်အရေးပေးမှာဖြစ်တယ်လူငယ်ကစားသမားတယောက်အတွက်ဒီလိုအခြေအနေမျိုးကိုပြန်လဲပြီးတော့ recover လုပ်နိုင်ဖို့အတွက်ဒီပေါ်ထွက်ခွင့်ပေးဖို့ကလိုအပ်တယ်လို့တော့ကျွန်တော်ခံစားရတယ်ကျွန်တော်ကတော့ဒီမတန်းရဲ့ဒီလက်နဲ့အတူယိုရိုကိုပဲဒီနေ့ပွဲစဉ်မှာပွဲထွက်ကစားသမားအဖြစ်ကျွန်တော်ရွေးချယ်ခြင်းနဲ့နောက်ထပ်ဒီစန်တာဘက်တယောက်အဖြစ်ကတော့ဒီလူရှော့ပဲပွဲထွက်လာအောင်မလားလို့ကျွန်တော်တွေးမိတယ်ပြီးခဲ့တဲ့ပွဲစဉ်မှာဒီလီဆန်ဒရိုမာတီနဲ့လူစားဝင်ကစားသမားဖြစ်ဝင်ပြီးတော့ကစားခဲ့တာကိုကျွန်တော်တို့တွေ့ခဲ့ရတယ်သူ့အနေနဲ့ဒီကာလာရှေဒန်ယာပြဿနာကနေပြန်လဲနလန်ထူလာတဲ့ကစားသမားတယောက်ကိုအခုလိုဒီချက်ချင်းမိနစ်90အပြည့်ဒီနေ့ပွဲမှာလဲသုံးသွားလိမ့်မယ်လို့တော့ကျွန်တော်မခံစားရဘူးဒီဖာလိုင်းရဲ့ကစားသမားဖြစ်တော့လူရှော့ပွဲထွက်လာနိုင်ကြီးရှိတယ်ဒါပေမဲ့ပွဲစဉ်ရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့လီဆန်ဒရိုမာတီနဲ့ဝင်လာနိုင်ပြီးတော့လူရှော့ဒါလက်ဝင်းကိုပြောင်းကစားတာမျိုးလည်းဖြစ်လာနိုင်ကြတော့ရှိတယ်။တိကျတဲ့ဒီနောက်ပိုင်း injury ပြဿနာတွေကင်းဝေးသွားတဲ့အနေအထားမျိုးမှာတော့လီဆန်ဒရိုမာတီနက်ကအသင်းရဲ့အဓိကဒီခန်းစစ်ကစားသမားအဖြစ်ပြန်လည်ပြီးတော့ပါဝင်လာမှာဖြစ်တယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်ကိုတော့သူ့အနေနဲ့ဒီလူစားဝင်ကစားသမားလောက်နဲ့ပဲပါဝင်လာအောင်မယ်လို့တော့ကျွန်တော်ခံစားရတယ်။ဒီကွင်းလေကစားသမား2ယောက်အဖြစ်ကတော့လက်ရှိ United အသင်းရဲ့ဒီ squad ထဲမှာ Amorim ရဲ့ကစားကွက်နဲ့အကိုက်ညီဆုံးကစားသမား2ယောက်ဖြစ်တဲ့ဒီ Bruno နဲ့ Carlos Casemiro ဒီ2ယောက်ကိုပဲ Amorim သုံးလာအောင်မယ်ဆိုတာကတော့သိကြတယ်။လက်တလုံးမှာသူ့ရဲ့ကစားကွက်ထဲမှာဒီကိုက်ညီမဲ့ကစားသမားကလည်းမဆသားမရှိဘူးဒီလိုနေထားမျိုးမှာကျွန်တော်မနေ့ကတင်ခဲ့တဲ့ဗီဒီယိုမှာပြောခဲ့သလိုပဲကာလိုကဆန်မီရိုဒီနေ့ပွဲစဉ်မှာအဝါကအထိခဲ့မယ်ဆိုရင်တော့နောက်လာမယ့်ပွဲစဉ်တွေမှာတပွဲပေးရဖို့တော့ရှိတယ်ကာလိုကဆန်မီရိုရဲ့ဒီနေ့အဝါကအထိမထိကိုလည်းလာမယ့်ပွဲစဉ်တွေအတွက်ကျွန်တော်တို့ဒါစောင့်ကြည့်ရဖို့ရှိတယ်ဒီလက်ဝင်းမဗီတာနေရာမှာကတော့ဒီကိုတလော့ပါဝင်လာနိုင်ကြီးရှိတယ်ပက်ထရစ်ဒိုကိုနဲ့ဒီကိုတလော့ကဒီနေရာကိုဒါနောက်ပိုင်းပွဲစဉ်အများစုမှာဒီလူစားဝင်ကစားသမားအဖြစ်နဲ့ပုံမှန်ချိန်ပြီးတော့ကစားနေတာကိုကျွန်တော်တို့ခဏခဏတွေ့ခဲ့ရတယ်
ဒီဖာလိုင်းရဲ့ကစားသမားအဖြစ်ကတော့ဒီနေ့ပွဲစဉ်မှာဒီကိုတလောက်ပဲပေါ်ထွက်လာနိုင်ခြေရှိတယ်ဒီ right wing မှာကတော့အာမက်ဒီယာလိုပဲပေါ်ထွက်လာအောင်မှာဖြစ်တယ်နံပါတ်10လို့ကစားသမားတွေအဖြစ်နဲ့ဒီမေဆန်မောင်းနဲ့တူအန်ဘူမိုလိုပဲပေါ်ထွက်လာနိုင်ခြေရှိတဲ့အနေအထားမျိုးပါမတ်တီကွန်ညာကဒဏ်ရာပြဿနာကနေပြန်လဲတက်တာလာပြီးဖြစ်တဲ့အတွက်ဒီနံပါတ်9လို့မှာဘယ်သူကစားမလဲဆိုတဲ့အပိုင်းကတော့နည်းနည်းလေးဒီစဉ်းစားခက်တဲ့အခြေအနေတစ်ခုလို့ကျွန်တော်ခန်းစားရတယ်လက်ရှိအခြေအနေမှာကျော်စောစသည်ပြီးခဲ့တဲ့ပွဲစဉ်မှာသူဂိုးသွင်းနိုင်ခဲ့တယ်သို့တော့ဒီခွန်ညာဒဏ်ရာရတယ်ဒီဆက်စကိုဒဏ်ရာရနေတဲ့အနေအထားမျိုးမှာဟိုအမိုရင်ရွေးချယ်စရာမရှိဘူးဒီဇက်စီကိုနှစ်ပွဲဒီနံပါတ်9လို့မှာမိနစ်90အပြည့်သုံးခဲ့တယ်သို့ပေမဲ့ဒီကျော်စောစသည်ကစားခဲ့တဲ့ပွဲစဉ်နှစ်ပွဲကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့အေဗာတန်နဲ့ပွဲစဉ်မှာကလပ်တင်ကတယောက်ရော့နေတဲ့အသင်းကိုဒီပွဲစဉ်အစာပိုင်းကနေပြီးတော့မိနစ်90အပြည့်နီးပါးအထိဒီဖိအားပေးပြီးတော့ကစားနိုင်ခဲ့တယ်။သို့ပေမဲ့ဒီချစ်ပါကိုတောင်မှကျွန်တော်တို့ဒါရှာဖွေနိုင်ခဲ့ခြင်းမရှိဘူး။ပြီးခဲ့တဲ့ဒီ Crystal Palace နဲ့ကစားခဲ့တဲ့ပွဲစဉ်ကိုပြန်ကြည့်မယ်ဆိုရင်လည်းပဲကျွန်တော်ကလပ်တင်က2-1နဲ့အနိုင်ရခဲ့တာမှန်တယ်ဆိုပေမဲ့အသင်းရဲ့ open play ကနေကိုရနိုင်ခြေကတော်တော်လေးကိုစိတ်ပြတ်ဖို့ကောင်းတဲ့အခြေအနေမျိုးကျွန်တော်တို့ဒါတွေ့ခဲ့ရတယ်။ဂျော်ရှ်ဝါဇတီရဲ့ဒီဘရူနိုဖာနန်ဒက်ဖန်တီးပေးခဲ့တဲ့ဒီဆက်ပီကနေရခဲ့တဲ့ဂိုးကတော့တကယ်ကိုသူ့ကိုကျွန်တော်အသိမှတ်ပြုတယ်။သို့ပေမဲ့အသင်းရဲ့ဒီ open play ဒီကိုရနိုင်ခြေအတွက်ဆိုရင်တော့ဂျော်ရှ်ဝါဇတီကလက်ရှိအမိုရင်ရဲ့ကစားကွက်ထဲမှာအဆင်မပြေဘူးလို့ကျွန်တော်ခန်းစားရတယ်။ဒီတော့ကလပ်တင်းရဲ့ရလက်မတီငိန်တဲ့အနေအထားမျိုးမှာဒီဘက်ဖြစ်သူအမိုရင်ဒီဂျော်စောဇစီကိုပဲဒီနေ့ပွဲစဉ်မှာဆက်ပြီးတော့သုံးပါလားဒါမှမဟုတ်ရင်ဒီမတ်တီခွန်ညာကိုနံပါတ်9ရိုးမှာ force number 9အဖြစ်ထားပြီးတော့ကစားမလားဒါကလည်းစိတ်ဝင်စားဖို့ကောင်းတဲ့အနေအထားမျိုးတော့ရှိတယ်အကယ်၍ဒီဂျော်စောဇစီကိုနံပါတ်9ရိုးမှာဆက်ပြီးတော့သုံးမယ်ဆိုရင်တော့ဒီမေဆန်မောင်အောက်ပြီးတော့ဒီခွန်ညာနံပါတ်10ရိုးမှာကစားလာနိုင်ကြီးလည်းရှိတယ်ဒီခွန်ညာကိုတော့ကျွန်တော်ထင်တယ်ဒီနေ့ပွဲစဉ်မှာဒီဘက်ဖြစ်သူအမိုရင်3ကိုသုံးလိုက်မယ်လူကက်ပါကွတာမပါတဲ့အနေအထားမျိုးမှာကျွန်တော်တို့ကလပ်တင်ကဒီဘိုးဝင်တယောက်လောက်ကိုပဲအဓိကဒီ target ကစားသမားအဖြစ်သတ်မှတ်ပြီးတော့ကစားရမယ့်ပွဲစဉ်မျိုးဖြစ်တယ်ဒီကျန်တဲ့ကစားသမားတွေကလည်းပဲအစိတ်တောင်မရှိဘူးလို့တော့ကျွန်တော်ဆိုလိုတာတော့မဟုတ်ဘူးသို့ပေမဲ့ဒီပြန်မြပွဲစဉ်ရဲ့အခြေအနေကိုကြည့်မယ်ဆိုတော့ကျွန်တော်ကလပ်တင်အတွက်ဒီအနိုင်ရဖို့အတွက်ဒီလုံလောက်တဲ့အနေအထားမျိုးတွေအများကြီးရှိရလို့ပွဲမတိုင်ခင်မှာတော့ကျွန်တော်အများကြီးခံစားရတယ်။သို့ပေမဲ့အိမ်ခွဲမှာရုန်းကန်နေရတဲ့ကျွန်တော်တို့ယူနေတဲ့အသင်းတွေကတော့စိန်ခေါ်မှုတစ်ခုဖြစ်ကတော့ဆက်ပြီးတော့ရှိနေအောင်မှာဖြစ်ပါတယ်။ဒါကြည့်ရှုအားပေးကြတဲ့ညီကိုတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။